Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ review ပေးမယ့် fit လေးကတော့ဖတ်ပြီးရင်ရင်ဘတ်ထဲမှာအကြာကြီးဆွဲကြံနေမဲ့ငိုဖို့စိတ်ပြင်ထားရတဲ့အာသာစစ်တီကိုရဲ့လင်းဟန်ဆိုတဲ့ fit လေးပဲဖြစ်ပါရဲ့ရှင်မစခင်တကူတော့ကြိုပြောထားခြင်းပါတယ်ဒီ fit လေးမှာဝမ်းကျက်မှုဝမ်းနည်းမှုနဲ့စိတ်ထိခိုက်စရာအခိုက်အတန့်တွေများစွာပါဝင်တာမို့စိတ်ခံနိုင်ရရှိမှဖတ်ဖို့အကြံပြုခြင်းပါတယ်ဒီဇလန်းရဲ့အဓိကဆွဲဆောင်မှုကတော့အသက်30ဝန်းကျင်အမျိုးသားတစ်ယောက်နဲ့အသက်19နှစ်အရွယ်ကောင်လေးတစ်ယောက်တို့ရဲ့မတူညီတဲ့အတွေ့အမြင်နဲ့ဆုံးဖြတ်ချက်တွေကိုအလွန်သဘာဝကျကျပေါ်ပေါ်ထားတာပဲဖြစ်ပါတယ်။အရွယ်မတူတဲ့လူနှစ်ယောက်ရဲ့အမြင်နဲ့ခံယူချက်နဲ့ရွေးချယ်မှုတွေကဇလန်းကိုတဖြည်းဖြည်းပိုပြီးလေးနက်လာစေပြီးစာဖတ်သူကိုလည်းအဆုံးထိဆွဲခေါ်သွားနိုင်ပါတယ်။ဒီfitဟာလက်တွေ့ဘဝရဲ့အရေးအယောင်တွေကိုအခြေခံထားတာကြောင့်အရန်လက်တွေ့ဆန်ပြီးဖက်နေရင်ရှင်တဲ့အထိထိခိုက်စေမဲ့ fit တစ်ပုဒ်ပါ။စသိန်းရောက်တဲ့အထိမွန်းကျက်မှုကိုခံစားရပေမဲ့ဖက်ပြီးသွားတဲ့အခါမှာတော့ဖက်ခဲ့ရတာတန်လိုက်တာလို့ခံစားမိစေမဲ့ fit မျိုးပါအာသာစစ်ကြီးကိုရဲ့ရေးဖွဲ့ပုံကလည်းစာဖတ်သူရဲ့စိတ်ခံစားချက်ကိုအဆုံးထိဆွဲခေါ်နိုင်လောက်အောင်အားကောင်းပါတယ်ဒါကြောင့်ဝမ်းနဲ့ပွဲလက်တွေ့ဆန်တဲ့ fit မျိုးတွေကိုကြိုက်တယ်ဆိုရင်လင်းဟန်ကိုအခွင့်အရေးရရင်မဖြစ်မနေဖတ်ကြည့်ဖို့အကြံပြုလိုက်ပါတယ်ဒီ review လေးကိုသဘောကျတယ်ဆိုရင် like and subscribe လေးလုပ်ပြီးအားပေးခဲ့ဖို့မမေ့နဲ့နော်နောက်တစ် fit review နဲ့ပြန်တွေ့ကြပါမယ်ရှင်တတာ